အဲ့ဒါတီတီကလေဘလို့အတိအကျပြောရမှာမသိဘူးတီတီဒူးရမ်းနာတော့မတက်ဖြစ်ဘူးသားလေးစေးထိုးလို့နည်းနည်းတက်တာဆိုရင်တော့တရက်လောက်ပဲမန်းလာရလေအရက်20လောက်ဒူးနာဟုတ်တယ်သားလေးဒူးစေးလေးတောက်လိုက်ဒူးလေးပြောက်သွားရင်အစာရင်ဖြစ်လာပြီဒူးနာတာခါနာတာအဲ့လိုမျိုးပေါ့ကြာမတက်ရတာတော့ကြာမတ်တာတော့ပြစ်တာပေါ့သားလေးအခုတို့ဒီထိုင်တာကြာပြီထန်ဒူးနာပြီအဲ့လိုမျိုးရက်တာကြာလဲနာတယ်ထိုင်တာကြာလဲနာတယ်အဲ့လိုမျိုးဒီတို့ကဇက်ဖို့ထဲမှာတော့အများကြီးပဲအင်းမြတ်သူပါတယ်ဟိုဗာလဲစုမှုကြီးပါတယ်မအေးတောင်းပါတယ်ခိုင်နှင်းဝေပါတယ်မြို့တနာထုံပါတယ်ဖူးစုံပါတယ်အများကြီးပဲနောက်ကိုစင်မာကြီးပါတယ်ကိုဇော်ဝင်းနိုင်ပါတယ်ယောက်ျားလေး2ယောက်ကတော့သူတို့ပဲကောင်းတာတော့2ယောက်စလုံးကအရန်ကောင်းကိုနေမြောင်တို့ကိုညီနန္ဒာနောက်တော့လည်းပါတာပေါ့တသားရဲ့ပြောမယ်ဆိုတော့တော်တော်များများအကုန်ပါတယ်ဒါအကုန်လုံးကဟုတ်တယ်အကုန်လုံးကထူးချွန်ထက်မြက်နေကြတာကြီးပဲလေအဲ့ဒီကမှထက်မြက်ဆုံးထူးချွန်ဆုံးနဲ့စီကန်းပေါင်တွေကိုအဝင်ဆုံးကိုရွေးရမှာဟုတ်ဒါလေးအဲ့တော့ကန်တာဖို့လဲလိုတာပေါ့နော်ကန်တရားလေးလှဖို့လဲလိုပါexclusively from Golden Valley. အစည်းအဝေးကကြတော့တီတီတို့ဒါဇက်ဖို့ဆိုင်ရန်မနေ့တည်းကလည်းအုတ်ကျန်ကြီးတို့တည်ဥဆောင်လာတော့ပေါ့နော်ဒီနေ့ကတော့တီတီတို့ရဲ့ဇက်ဖို့ဆိုင်ရန်အားလုံးအတွက်ဒါအစည်းအဝေးကနေပြီးတော့ထောက်ပံ့ကူညီတဲ့ပွဲလေးဖြစ်ပါတယ်ဒါဒီပွဲလေးမှာမင်းသားမင်းသမီးတွေအလူရှင်တွေအားလုံးရဲ့အလူငွေတွေကိုစုဆောင်းပြီးတော့တီတီတို့ဇက်ဖို့ဆိုင်ရန်တွေအားလုံးကိုဒါအစည်းအဝေးကနေပြီးတော့ထောက်ပံ့ကူညီတဲ့ပွဲလေးပါမင်္ဂလာရှိတဲ့ပွဲပေါ့ဒါလေဒါကတော့ဒီပွဲကတော့မင်္ဂလာရှိတဲ့ပွဲပဲဒါလေအားလုံးကဟိုကြက်တဲလေးတွေဖြစ်နေကြလေเนาะကြက်တဲနေကြတယ်ဟိုအစင်ပြေတဲ့လူပဲဖြစ်ဖြစ်အစင်မပြေတဲ့လူပဲဖြစ်ဖြစ်စင်လဲစိတ်စင်အလွာပေါ့စိတ်လဲစိတ်အလွာပေါ့အဲ့လိုမျိုးပေါ့เนาะအဲ့လိုမျိုးတွေဖြစ်နေကြတဲ့ဟာမှာဒီလိုမျိုးလေးပံ့ပိုးကူညီတဲ့အတွက်ဒါအင်မတန်မှပဲမင်္ဂလာရှိတဲ့ပွဲလေးဖြစ်တယ်နောက်ပြီးတော့တီရဲ့ရွေချက်နောက်တစ်ခုကဒီနေ့ဇာပိုဆိုင်ရန်တွေကိုပေးတဲ့အတွက်တွေးကျင်တဲ့ဇာပိုဆိုင်ရန်တွေကိုတွေ့ရမယ်လေတွေ့ရမယ်မတွေ့ရခါတိုင်းဆိုလို့ရှိရင်ကိုစုံတဲ့ဟိုအိုက်တာလောက်ပဲတွေ့ရတာလေဒီမှာဟုတ်ကားရိုက်စုံမှတွေ့ရတာလေဒါလေအခုဒီနေ့ကကြတော့ကားရိုက်စုံအကုန်လုံးလွတ်လပ်တွေ့လို့ရတယ်လေအဲ့လိုမျိုးလေအဲ့လိုမျိုးလေးလဲတွေ့ကျင်တာမတွေ့ရတာတွေကြာပြီလေဒါဆိုအဲ့လိုမျိုးလေးလဲတွေ့ကျင်တယ်ဆိုဒီပွဲလေးကိုလာခဲ့တာပါပျော်လဲပျော်ရတယ်နောက်ပြီးတော့ကိုယ့်လောကသားတွေအကုန်လုံးမမြင်မတွေ့ရတာကြတော့ဟိုတွေ့ရတယ်အလွမ်းပြေတယ်လေအိုးကြာပြီပေါ့စုံတဲ့လူလောက်ပဲတွေ့ရတာလေအများကြီးဆိုတော့ဟုတ်တယ်အခုကစုံတဲ့လူလောက်ပဲဇလန်းတွေရိုက်ရင်တော့မှကိုပါတဲ့အခန်းကိုရိုက်တာလေစုံညမစုံတာမစုံဘူးလေတချမ်းတီရိုက်ကြတာလေကိုပါတဲ့ခန္ဓာလေးကိုရိုက်ပြီးရင်ကိုမပါတော့ကျန်တဲ့လူတွေအဲ့လိုရိုက်ပေါ့အဲ့လိုမျိုးကိုရက်နဲ့ကိုအေးပေါ့အရင်တော့ကကြတော့ဟိုမဟာဝါဘူးလေမဟာဝါပေါ့စုံတာများတယ်ပေါ့ကိုကဇလန်းတွေရိုက်တော့ရိုက်နေတယ်မစုံကြကိုခန္ဓာလေးတွေကိုရိုက်ကြတော့တီတီကတော့အကုန်လုံးတွေ့ကျင်တယ်တီတီရဲ့မိသားစုလေတီတီရဲ့အခြေအဆုံးမိသားစုဇက်ဖို့ဆိုင်ရမိသားစုအေးအဲ့ဒါတီတီကလေဘလို့အတိအကျပြောရမှာမသိဘူးတီတီဒူးရမ်းနာတော့မတက်ဖြစ်ဘူးသားလေးစေးထိုးလို့နည်းနည်းတက်တာဆိုရင်တော့တရက်လောက်ပဲမန်းလာရလေအရက်20လောက်ဒူးနာဟုတ်တယ်သားလေးဒူးစေးလေးတောက်လိုက်ဒူးလေးပြောက်သွားရင်အစာရင်ဖြစ်လာပြီဒူးနာတာခါနာတာအဲ့လိုမျိုးပေါ့ကြာမတက်ရတာတော့ကြာမတ်တာတော့ပြစ်တာပေါ့သားလေးအခုတို့ဒီထိုင်တာကြာပြီထန်ဒူးနာပြီအဲ့လိုမျိုးရက်တာကြာလဲနာတယ်ထိုင်တာကြာလဲနာတယ်အဲ့လိုမျိုးတောင်းပွဲတွေပါသိမသွားပြတော့ဟုတ်တယ်သားလေးတိတ်မသွားပြဘူးသွားပြဆိုအကြာကြီးရက်နေရမှာဆိုလို့လေဒါသွားပြရင်တော့မှအသွားပြတော့နှမ်းတော့ပြောရဒီကနေဒီခေါ်မှာပေါ့ဟုတ်တယ်သားလေး
သွားပြအောင်တော့ကြိုးစားပါမယ်အရန်နိုင်တော့တီမသွားတီတို့ကဇက်ဖို့ထဲမှာတော့အများကြီးပဲအများကြီးပဲအင်းမြတ်သူပါတယ်ဟိုဗာလဲစုမှုကြီးပါတယ်မအေးတောင်းပါတယ်ခိုင်နှင်းဝေပါတယ် မြို့တနာထုံပါတယ်ဖူးစုံပါတယ်အများကြီးပဲနောက်ကိုစင်မာကြီးပါတယ်ကိုဇော်ဝင်းနိုင်ပါတယ်ယောက်ျားလေး2ယောက်ကတော့သူတို့ပဲကောင်းတာတော့2ယောက်စလုံးကအရန်ကောင်း ကိုနေမြောင်တို့ကိုညီနန္ဒာ နောက်တို့လည်းပါတာပေါ့တသားရဲ့ပြောမယ်ဆိုတော့တော်တော်များများအကုန်ပါတယ်ဒါအကုန်လုံးကဟုတ်တယ်အကုန်လုံးကထူးချွန်ထက်မြက်နေကြတာကြီးပဲလေအဲ့ဒီကမှထက်မြက်ဆုံးထူးချွန်ဆုံးနဲ့စီကန်းပေါင်တွေကိုအဝင်ဆုံးရွေးရမှာဟုတ်ဒါလေးအဲ့တော့ကန်တာဖို့လဲလိုတာပေါ့နော်ကန်တရားလေးလှဖို့လဲလိုပါတယ် မင်းငါ့ကိုပြောမပြဘလို့ပြောပြဟမ်ရပြဘာဖြစ်လဲငါ့ကိုပြောတာမှာပြောတာမှာ ရှင်မြူပြီးလို့အသေးလိုက်ကို ကြည်ဘူးတယ်ကာကောင်းလို့တော်တော်များကောင်းတယ်တော်တော်များကောင်းတယ်မကောင်းတဲ့ကားရဲ့လို့တိတ်မရှိပါဘူးเนาะဒီတည်းကပရက်စရာမရှိဘူးပြန်ရွေးရအောင်ပါရွေးရအောင်ပါဒါလေးရင်နာစရာကောင်းနော်